အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့စကိုင်းရာပြည့်နှစ်ချင်းခရစ်ယာန်အသင်းတော်ရဲ့လူငယ်စူးစမ်းခြင်းအသင်းမှလူငယ်များဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဒီဆိုရှင်ပြိုင်မဲ့ချင်းကိုတော့တေးဆောင်းမန်းဒီဆိုရေးပြီးတော့တေးဆိုဘရော်နီကာနဲ့ဝင်းမင်းဦးတို့မှဒီဆိုထားတဲ့မျော်လင်းစုနှုတ်ဘတ်တော်တခြင်းအပြင်ပြိုင်မှာဖြစ်ပါတယ်